ရေအောက်ထဲမှာအသက်မရှူပဲနိုင်ပေါင်းများစွာနေနိုင်တဲ့လူဒါဟာလူသားစစ်ကောဟုတ်ရဲ့လားပကံခေရဲ့အကျန်းဆုံးအမိုက်ဆုံးနဲ့ရန်သူတွေအကြောက်ဆုံးသူရဲကောင်းကြီးညောင်ဦးပြီးအကြောင်းပဲဖြစ်ပါတယ်လူတွေကသူ့ကိုရေအောက်ကနမိတ်စာလိုတောင်တိုးတိုးတိတ်တိတ်ခေါ်ခဲ့ကြတယ်သူအေယာဝရီမြစ်ထဲမှုဆင်းသွားပြီဆိုရင်ဘယ်ရန်သူမှတက်ရှင်တဲ့ကုန်းပေါ်ပြန်မတက်ရတော့ဘူးဒီနေ့မှာတော့ပကံပြည်ကိုတုံ့လုပ်စေခဲ့တဲ့ဒီသွေးတောက်သူရဲကောင်းကြီးရဲ့အကြောင်းကိုအစအဆုံးတင်ဆက်ပေးသွားမှာမို့အတန်ကုန်ဖွင့်ပြီးနားဆင်လိုက်ပါညောင်ဦးပြီးဟာဝေးကလေးကတာမန်ကလေးတွေကမဟုတ်ပဲအကျင့်စရိုက်ကြမ်းတမ်းစွာကြီးပြင်းလာခဲ့တာပါသူဟာစာပေကျမ်းဂန်တွေထက်အေယာရီမြစ်ရဲ့ရေစီးတန်လှတဲ့ဝဲခဲတွေထဲမှာပဲအချိန်ကုန်ခဲ့တဲ့ရိုးရိုးရေကူးတာမဟုတ်ဘူးရေစီးတန်တဲ့ဝဲအိုင်ကြီးတွေတဲကိုကိုတုံးလုံးခုန်ဆင်းပြီးရေအောက်ကျမ်းပြင်ကကြောက်တုံးတွေကိုပိုက်ပြီးအသက်အောက်နဲ့ကျင်းစင်ကိုတေလူမတက်ကျင်းခဲ့တာသူ့ရဲ့ခွန်အားကစင်ပြောင်တကောင်လိုတန်မာသလိုရေအောက်ထဲမှာရက်ချီပက်ချီအိပ်ပျော်နေနိုင်တော့အောင်ထိမြစ်ကြီးကိုသူပိုင်ဆိုးခဲ့တယ်ဒါကြောင့်လဲသူ့ကိုညောင်ဦးဖီးလို့လူတွေကသွေးပြတ်မတက်ကြောက်လန့်တကြားအမည်ပေးခဲ့ကြတာပေါ့ဒီလိုအစွမ်းထက်တဲ့ညောင်ကြီးပြီးเจ้าကိုအနော်ရထာမင်းကြီးကြားသိသွားတဲ့အခါသူ့ရဲ့အစွမ်းကိုစမ်းသက်ဖို့နန်းတော်ရှိကမြစ်ထဲကိုတန်မိုးကြီးလာတဲ့ရွှေကလပ်ကိုပစ်ချပြီးဆယ်ခိုင်းခဲ့ပါတယ်။ညောင်ကြီးဟာချက်ချင်းပဲမြစ်ထဲကိုဒိုင်ပင်ထိုးဆင်းသွားခဲ့တယ်။ဒါပေမဲ့မင်းကြီးဟာသူ့ကိုတာမန်မစမ်းသက်ပါဘူး။ရေအောက်ထဲမှာညောင်ဦးပြီးကိုတပ်ဖို့ကြေးစားရေသူရဲတွေကိုအစင်သင့်စောင့်ခိုင်းထားခဲ့တာရေအောက်ထဲမှာအမောင်ထုနဲ့အတူသွေးချောင်းစီးတဲ့တိုက်ပွဲကြီးဖြစ်ပွားခဲ့တယ်။ညောင်ဦးပြီးဟာလက်ပလာနဲ့ခုန်ဆင်းသွားပြီးရန်သူတွေကိုရေအောက်မှာတင်အပိုင်းပိုင်းပြတ်အောင်တပ်ဖြတ်ပြီးရွှေကလပ်ကိုကင်ကာရေပေါ်ကိုဝုန်းကနေပြန်တက်လာခဲ့တယ်။ဒီရဲရင်မှုကြောင့်ပဲအနော်ရထာမင်းကြီးကိုယ်တိုင်အံ့ဩမင်သက်ပြီးပကံရဲ့ထိပ်သီး၅ပါးသူရဲကောင်းစရင်ထဲထည့်သွင်းခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီးကျန်းစစ်သားငါထွေယူနှလုံးလက်ဖယ်တို့နဲ့အတူညောင်ဦးဖီးဟာပကံအင်ပါယာကြီးရဲ့တတိုင်းကြီးတစ်ပွဲဖြစ်လာခဲ့တဲ့မွန်ပြည်နယ်တိုက်ပွဲနဲ့တရုတ်ပြည်တိုက်ပွဲတွေမှာညောင်ဦးဖီးရဲ့ကဏ္ဍကအဓိကပဲရန်သူစစ်တင်မောအုပ်စုကြီးတွေပကံကိုချီတက်လာရင်ညောင်ဦးဖီးဟာညမောင်မောင်မှာရေအောက်ကနေကတ်သွားပြီးတင်မောဝမ်းပိုက်တွေကိုပစိန်နဲ့ကျင်းညက်အောင်ထုခွဲပစ်လေးရှိတဲ့ကုန်းပေါ်ကကျန်စစ်သားနဲ့ရေထဲကညောင်ဦးဖီးတို့ပေါင်းလိုက်တဲ့အခါပကံပြည်ကိုဘယ်ရန်သူမှမထိဝန်းတော့ပါဘူးသူ့ရဲ့ဓာတ်ချက်နဲ့ရေအောက်တိုက်ကွက်တွေကြောင့်ရန်သူအလောင်းတွေဟာအေယာရီမြစ်ထဲမှာပုတ်ကွပြီးမျောပါခဲ့ရတာအကြိမ်ကြိမ်ပါပဲကျန်းတန်းခတ်ထန်လုံးနဲ့သူ့ရဲ့စရိုက်ကတေချင်းတရားကိုတောင်ပြောင်နိုင်တဲ့ရင်းငုံစွမ်းရည်တွေနဲ့ညောင်ဦးပြီးဟာမြမသမိုင်းမှာဘယ်တော့မှဖျောက်ဖျက်လို့မရတဲ့တရားရှင်သူရဲကောင်းကြီးဖြစ်ပါတယ်ကဲတင်ကောညောင်ဦးပြီးလိုရေအောက်မှာနာရီပေါင်းများစွာနေနိုင်တဲ့အစွမ်းမျိုးရရင်ဘာလို့မလဲအောက်ကကောမန့်မှာပုံပွင့်လင်းလင်းချရေးခဲ့ပါနောက်ထပ်သွေးပူစေမဲ့သမိုင်းကြောင်းတွေအတွက်စောင့်မျှော်ကြည့်ရှုဖို့ Subscribe လုပ်ထားကြပါဦးအားလုံးပဲတာယာသောနေ့လေးပိုင်ဆိုင်နိုင်ပါစေ